မေလေးတူရီ channel ကိုကြည့်ရှုအားပေးနေတဲ့အကိုအမများအားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ share ပြင်းမနက်ကောညကောနော်သတင်းကြုံမဟုတ်ဘူးဆိုပြီးတော့မှ share ကိုခိုင်းထားတဲ့ထဲက main ကွက်မနက်ကောမနက်လဲ main ကွက်ညနေလဲ main ကွက် share ကိုနော် share ကိုအောင်တာအဲ့ကြောင့်တေချာလေးရွေးပေးထားတာတောက်ကြနေအပိတ်နေလဲဖြစ်တယ်ပြီးတော့သတင်းကြုတ်ခါနေပြီဆိုတော့လာပြင်းနေလေပါလဲနော်လိုပဲဖြစ်ဖြစ်အစဉ်ပြေရအောင်လူနိုင်တက်နိုင်ရအောင်ဆိုပြီးတော့မှတေးသေးချာချာလေးကိုရွေးပေးထားတာ main ကွက်ကိုတေးသေးချာချာကိုရွေးပေးထားတာရစေချင်တဲ့စိတ်နဲ့ပေါ့နော်တေးချာချာလေးကိုလုပ်ပေးထားတာပါရှင်အဲ့တော့မနက်ပိုင်း main ကွက်ကငါထိပါတယ်ညနေမှာလည်း1-9ဆိုပြီးတော့ထိပါတယ်ရှင်အဲ့ကြောင့်မေလေးပေးတဲ့ပတ်တီးတွေဆိုလို့ရှိရင်မနက်ပိုင်းတစ်လုံးထွက်သွားပြီဆိုရင်ညနေပတ်ကြလို့ရှိရင်ဆက်ပြီးတော့လက်လိုက်ခိုင်းတာအဲ့ main ကွက်တွေကိုလည်းပြန်ပြီးတော့ထည့်ထိုးခိုင်းတာဘာလို့လဲဆိုတော့ပတ်တီးချင်းပေးလိုက်မယ်ဆိုလို့ရှိရင်လေမနက်ပိုင်းပတ်တီးအောင်သွားပြီဆိုပြီးတော့မှညနေပဲပတ်တီးချင်းပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလွဲသွားနိုင်တယ်အဲ့ဒါကြောင့်မလို့တေချာတနေကုန်စာကိုတေချာချာလေးကိုလုတ်ပြီးတော့မှတင်ပေးပြီးတော့မနက်ကောညကောလိုက်ခိုင်းတာမနက်ပတ်တီးတစ်လုံးထွက်သွားပြီဆိုရင်ညနေစားလိုက်အဲ့ထက်မှ main ကွက်လေးတွေပြန် main ကွက်တွေမထွက်သေးဘူးဆိုရင်အဲ့ main ကွက်လေးတွေပြန်ပြီးလိုက်ညနေကိုအဲ့လိုလေးတွေလုပ်ခိုင်းတာနော်အဲ့ကြောင့်ဒီနေ့မနက်ကောညကော main ကွက်ထိသွားပါတယ်ရှင်နောက်ပတ်တော့အဖွဲ့ဝင်ခေါ်ပေးနေပါပြီနော်မေလေးတူရီ channel ကနေပြီးတော့နောက်ပတ်အတွက်အဖွဲ့ဝင်ကျတဲ့အကိုအမများလာရောက်ဖွဲ့ဝင်ပေးလို့ရပါပြီရှင်ပုတ်ထူးမကျော်ပတ်တီးတစ်လုံးနဲ့ main ကွက်လိုချင်တော့အကိုအမများမေလေးတူရီ channel ကနေပြီးတော့အဖွဲ့ဝင်ခေါ်ပေးနေပါပြီရှင်အဖွဲ့ဝင်ချင်ပါက Viber ဖုန်းနံပါတ်3993035020မှာလာရောက်ပြီးတော့ဆက်သွယ်ပေးလို့ရပါတယ်ရှင်လူဟောင်းတွေရောလူသစ်တွေရောခေါ်ပေးပါတယ်เนาะအဖွဲ့ဝင်ဖို့ကြံနေသေးတဲ့အကိုအမများလာရောက်အဖွဲ့ဝင်ပေးလို့ရပါတယ်တနင်္ဂနွေည9:00နာရီအထိကိုအဖွဲ့ဝင်ခေါ်ပေးပါတယ်ရှင်နောက်အပတ်မှာလည်းဒီလာမယ့်အပတ်ပေါ့နော်လာမယ့်အပတ်မှာလည်းစောစီလေးအောင်ပွဲခံပြီးတော့မှနားကြရအောင်เนาะစောစီလေးကိုပေးတဲ့ပတ်တီး main ကွက်လေးတွေနဲ့စောစီလေးကိုအောင်ပွဲခံနေတဲ့အကိုအမများအဖွဲ့ဝင်ခေါ်ပေးနေပါပြီရှင်เนาะကြည့်ရှုတော့အကိုအမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်